Okay မင်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ခါပြောပြမှာကတော့ကျွန်တော်တို့ဒီထားပါတော့ Rumba style ကိုခေါ်လိုက်တဲ့ဆိုပါစို့ပေါ့နော်ထားပါတော့အဲ့တော့ကျွန်တော်တို့ intro 3မှာကျွန်တော်တို့ intro လေးတစ်ခုတီးမယ်ပေါ့နော် intro တစ်ခုတီးမယ် melody လေးတစ်ခုတီးမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်အစမ်းတီးပြမယ်အဲ့တော့ menu เนาะ menu ထုံးစံတိုင်းပေါ့နော် menu ကစမယ် menu ပြီးရင်ကျွန်တော်တို့ style creator ကိုသွားမယ်ကျွန်တော် Rumba ကတော့ခေါ်ပြီးသားဖြစ်နေတာပေါ့နော်အဲကျွန်တော် intro 3ကိုကျွန်တော်ခေါ်ပြီးသားဖြစ်သွားပြီပေါ့အဲဆိုရင်ကျွန်တော်တို့ record channel ကိုနှိပ်မယ်ပြီးရလဲကျွန်တော်တို့ဒီ delete ပေါ့နော်ဖြတ်မယ်အဲ့တော့ base ကိုဖြတ်မယ် delete core 1လည်းဖြတ်မယ် delete ဒီ rhythm လေးကိုဖြတ်မယ် drum ကိုတော့မဖြတ်သေးဘူးပေါ့နော်ထားပါတော့ drum လည်းပြီးကြပြန်တီးရမှာပေါ့နော်ဒါပေမဲ့ drum တော့မဖြတ်သေးဘူးပေါ့ကျွန်တော်အဲကျွန်တော်တို့ phrase 1 phrase 2ရှိတယ်အဲ phrase 2မှာကျွန်တော်တို့အလုံးလေးတွေတီးမယ်ပေါ့နော်ထားပါတော့အဲ phrase 2ကို record ဖမ်းရင်ကျွန်တော်တို့ကြာလေးဖိထားမယ်နီးလိုက်လွှတ်လိုက်မယ်ဒါဆိုကျွန်တော်တို့တီးလို့ရပြီပေါ့ဘူးလို့ဆိုတော့ကျွန်တော်တို့ပလွေတန်ဖြစ်နေတယ်ပေါ့နော်ပလွေတန်ဖြစ်နေတော့အဲ့ဒီပလွေပုံလေးကိုနှိပ်လိုက်မယ်ကျွန်တော်တို့ပြီးတဲ့အခါမှာကျွန်တော်တို့ clean guitar တန်ကိုပြန်ခေါ်မယ် guitar လေးကကိုနှစ်သက်တဲ့ guitar တန်ကိုသုံးပေါ့နော်ကျွန်တော် bright chorus ဆိုတာလေးအဲ့ဒီလေပေါ့နော်ကျွန်တော်ထားပါတော့အဲ့တော့အဲ့ဒီ level တားတိုးနေတဲ့အတွက်ကြောင့်ကျွန်တော်ဒီဘက်ကကျွန်တော်တို့ mixer EQ ပါ mixer EQ တစ်ချက်နှိပ်မယ်ခင်ဗျာပြီးရင်ကျွန်တော်တို့ဒီ panel ပတ်မှာ panel ဒီဟောပေါ့ panel ရောက်နေပေါ့နော် style ကိုရွှေ့မယ်ပြီးရင်ကျွန်တော်တို့အစွန်းဆုံး channel ကိုထောက်လိုက်တော့51ပဲရှိတယ်ကျွန်တော် melody တန်ပေါ်လွင်အောင်လို့ကျွန်တော်130လောက်ထားလိုက်မယ်ပေါ့နော်ဒါဆို J ဖြစ်သွားပြီပေါ့နော်ပြီးမှတားများရင်တော့ပြန်လျှော့ပေါ့နော်အဲ့ဒီပါပေါ့နော်1 2အဲ့ဆိုလာတော့ထည့်မတီးတော့ဘူးဘာလို့လဲဆိုတော့ဆိုလာကိုထည့်တီးမယ်ဆိုရင်တော့9ပါးလောက်ဖြစ်သွားမှာထင်တယ်เนาะအဲ့တော့ကျွန်တော်တန်စရမယ်နော်အဲ့ဒီတန်လေးပေါ့နော်အဲ့ဒီတန်လေးတီးမယ်ပြီးရင်ကျွန်တော်တို့ exit ပြီးရင်အဲ့တော့ base တီးမယ်ပေါ့နော်ထားပါတော့ base ကိုမီးလေးနေလောင်အဲ့လိုလေးကြာလေးဖိမယ်ပြီးရင်ကျွန်တော်တို့ base guitar တန်ကိုနှိပ်မယ်ကျွန်တော်တို့ exit နဲ့ထွက်မယ်ကျွန်တော်တို့ keyboard တိုင်းနဲ့ကိုက်အောင်ကျွန်တော် GM8G voice နဲ့တီးမယ် finger bass ပေါ့နော်ကျွန်တော်ပြန်တီးမယ်နော်ဒူโอเคဒါဆိုရင်ကျွန်တော်တို့ထားပါတော့ဘေးကြားလည်းကျွန်တော်နည်းနည်းတင်လိုက်မယ်မြေကြား EQ ကနေကလင်းကရာတန်တော်ရေးများတယ်လည်းကျွန်တော်နည်းနည်း short လိုက်မယ်နော်60လောက်ဖြည့်ထားလိုက်မယ်ထားပါတော့ဒီတိုင်းကိုကျွန်တော် save လိုက်မယ်ပေါ့နာမည်တစ်ခုနဲ့ဒီ Rumba အတိုင်းပဲထားလိုက်ပါအောင်ကဲ save လိုက်မယ် okay ကျွန်တော်ပြန်ဖွင့်မယ်ဆိုရင်နည်းနည်းကြိုးကြောင်အတန်လေးဖြစ်မယ်လို့ကျွန်တော်ထင်တယ်မဖြစ်ဘူးဗျဒီမှာတော့ကြိုက်နေတယ်သွားပြီတွေ့လား C နဲ့ကျွန်တော် C major 7ကိုကန်လိုက်လို့ရှိရင်ကျွန်တော်တို့ဟိုဟာ C key မှာပြဿနာမရှိပြီမဲ့ကျွန်တော်တို့ transport ချင်းတဲ့တခါပြဿနာတွေတက်လာပြီကျွန်တော်အဲ့ဒါကိုပြချင်တာ
ဆိုကြောက်ကြောင်နေဖြစ်ကုန်ပြီ okay ဒါဆို transport ကိုကျွန်တော်တို့0မှာပြန်ထားမယ်အဲ့တော့အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ကျွန်တော်နီးကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲ့တော့ menu ကိုပြန်သွားမယ် style creator ကိုပြန်သွားမယ် record channel ထားပါတော့เนาะကျွန်တော် intro 3ကိုပြန်နှိပ်မယ်အဲ့တော့ပြဿနာဘယ်မှာအဲ့ melody phrase 2မှာပြဿနာရှိနေတယ်အဲ့ phrase 2ကိုကျွန်တော် record midi ပြန်နီလာအောင်လုပ်မယ် okay အဲ့တော့ကျွန်တော်ဘာပြင်ရမလဲဆိုတော့အဲ့ဒီမှာကျွန်တော်တို့တဲ့ဒီ SFF edit တွေ့လားအောက်ဆုံးပတ်လေးပေါ့နော် SFF edit ဆိုတဲ့နေရာလေးမှာအပေါ်မှာ phrase 2เนาะ phrase 2เนาะ SFF edit phrase 2မှာကျွန်တော်တို့ NTR မြင်ဆောင် NTD တဲ့အဲ့ကောင်လေးကိုတစ်ချက်နှိပ်ပါခင်ဗျာအဲ့ဒီမှာ root fix ဖြစ်နေပါခင်ဗျာ root fix เนาะမြင်ရလားမသိဘူးเนาะ root fix root trans လို့ပြောင်းပေးရမယ်ခင်ဗျာ root fix တွေအားလုံးကို root trans လို့ပြောင်းပေးရမယ်အဲ့တော့ drum channel ကိုတော့ပြောင်းကြမလို့ပေါ့ဗျာဒီအဲ့လေးပါပဲ root fix ဖြစ်နေတာကို root trans လို့ပြောင်းပေးရမယ်ဒါဆိုရင်ကျွန်တော်တို့ channel နေရာတွေမှာလည်းအဆင်ပြေပြီပေါ့နော်အဲ့တော့ဒီ channel အားလုံးကိုကျွန်တော်တို့တီးထားရဲဆိုပါစို့ channel အားလုံးကိုပြောင်းပေးရမယ် root fix ဖြစ်နေတာကို root trans လို့ပြောင်းပေးရမယ်သို့တော်လည်း rhythm 2နဲ့ rhythm 1ကို drum line တွေတော့ပြောင်းကြမလို့ပါဘူးbase တွေရောအကုန်လုံးအားတွေအကုန်လုံးကို root face ဖြစ်နေအကုန် root trans လို့ပြောင်းပေးရမယ်ဒါဆိုရင်ခုနဖြစ်တဲ့ error လေးအားလုံး okay သွားပါလိမ့်မယ်ခင်ဗျာပြန်စိတ်ပြီးတော့ပြန်ဖွင့်လိုက်ရင်ကိုသွားပါပြီခင်ဗျာ okay ဒါဆိုရင်ကျွန်တော်တို့ transport ရွှေ့တီးတဲ့ပြဿနာအတန်မကြောင်တော့ဘူး okay ပြီနော်အားလုံးပဲအဆင်ပြေပါစေခင်ဗျာ